မင်းစင်းရင်ခွေးတော်မင်းကိုလက်မကြည့်ဘူးကိုမီတာစုထမင်းဝို့ဖို့ကိုဘဝလုံခြုံဖို့ပတ်စံရှာတာရှက်စရာမဟုတ်ဘူးဂုံယူစရာပါမင်းတို့ကပတ်စံအကြောင်းပြောရင်ဟာဒီကောင်ငွေမတ်လိုက်တာလို့အပြောခံရမှာကြောက်နေသလားအဲ့ဒီလိုပြောတဲ့ကောင်တွေကိုပြန်မေးလိုက်ငါနေမကောက်ခင်မင်းဆေးဖို့ရှင်းပေမှာလားလို့လောကကြီးဆိုတာအားနေတဲ့ကောင်ဆိုရင်စားမဲ့ဝါမဲ့ဘလူးကြီးကွာမင်းလက်ထဲမှာပတ်စံဆိုတဲ့လက်နက်မပါရင်အဲ့ဒီဘလူးကမင်းကိုအယိုးတောင်ချမ်းတော့မဟုတ်ဘူးမင်းအိတ်ကထဲပတ်စံမရှိရင်မင်းရဲ့အရင်နီးဆုံးဆွေမျိုးတွေကတော့မင်းကိုကတ်ပါးကောင်လို့မြင်လာလိမ့်မယ်အလူအတန်းတစ်ခုလောက်ရင်တော့ပတ်စံရှိတဲ့သူကိုရှေ့တန်းကနေရာပေးပြီးမင်းကိုတော့ပကံဆေးတဲ့နေရာမှာပဲထားမှာလောကကြီးကရက်ဆက်တယ်ဆိုတာအဲ့ဒါပဲမင်းကလူကောင်းဖြစ်နေုံနဲ့မလုံလောက်ဘူးပတ်စံရှိတဲ့လူကောင်းဖြစ်မှာလူရဝဲမှာငွေမရှိရင်မေတ္တာလည်းအရာမထင်ဘူးငေါ့မှာစေရနာရှိပါတယ်ဆိုပြီးပါဇက်ကပြောနေလို့ဘာထူးမလဲကိုမိဘနေမကောင်းဖြစ်တော့စေးကောင်းကောင်းမကုနိုင်ကိုကလေးကြောင်းကောင်းကောင်းမထားနိုင်ရင်မင်းရဲ့စေရနာကအလကားပဲပတ်စံရှာတယ်ဆိုတာကိုမိသားစုကိုကာကွယ်ဖို့ရှာတာဒါလောဘမဟုတ်ဘူးဒါတာဝန်ကျေပွန်ခြင်းပဲကိုတာဝန်ကိုကြေတာဘသူကမှတောင်းပန်စရာမလိုဘူးမင်းကသူများပစ္စည်းခိုးတာမှမဟုတ်တာကိုအုံနောက်ကိုလှုပ်အားကိုအချိန်ကိုယင်းပြီးရိုးရိုးသားသားရှာတာပဲချမ်းသာသွားလို့မင်းကိုမနာလိုတဲ့လူတွေရှိလာရင်ရှိပါစေအဲ့ဒါသူတို့ပြဿနာမင်းကတော့ကိုထမင်းအိုးကိုတီးနိုင်အောင်ဆက်ကျူးစားရမှာပဲချင်းသေးကသားကောင်ဖမ်းပြီလို့တက်တက်လွတ်စားတဲ့ကောင်တွေကိုတောင်းပန်စရာမလိုဘူးဒါကြောင့်မင်းတို့တိထားရမှာကတင်းပတ်စံကအတိကမဟုတ်ပါဘူးဆိုတဲ့စကားကိုခေါင်းထဲကထုတ်ပစ်လိုက်အဲ့ဒါပတ်စံမရှိတဲ့သူတွေကိုနှစ်သိမ့်တဲ့စကားပဲနှစ်ငွေရှားပါရတယ်လို့စုပါဘသူကမှအားမနာနဲ့မင်းစင်းရဲရင်ဘသူမှမင်းကိုလာမကဲဘူးဒါပေမဲ့ရိုးရိုးသားသားတော့ဖြစ်ပါစေမင်းငွဲနေရင်လမ်းပင်ကခွေးကလည်းမင်းကိုဟောင်လိမ့်မယ်မင်းချမ်းသာရင်တောထဲကမြောက်ကလည်းမင်းကိုလာယိုသေးလိမ့်မယ်လောကကြီးကိုအပြစ်မတဲနဲ့လောကကြီးကအဲ့ဒီလိုပဲလဲပတ်နေတာအနိုင်မကျင့်ခံခြင်းရင်ပတ်စံများများရှာထားပါမိတ်ဆွေတို့အားလုံးလူချင်းသားကိုရယူနိုင်တဲ့လူတော်တွေဖြစ်ကြပါစေဗျာ